1388 ခုနှစ်နေုံလာဇန်း12ရက်29ရက်5လ2026ဗုဒ္ဓဦးနေ့ကိုဝင်းနေရဲမြတ်ဖြင့်သတ်မှတ်ခါအေယာဝတီတိုင်းဒေသကြီးကျုံကျော်ခရိုင်ကျောင်းကုန်းမြို့နယ်အမှတ်3ရပ်ကွက်အောင်သူရတင်လန်းနေဖေဖေဦးရအောင်မိမိဒေါ်သတင်အောင်တို့၏သားရတနာလေးမောင်ကျော်လင်းခန့်၏9နှစ်ပြည့်ဝင်းနေအခမ်းပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာHappy birthday ပါတာမောင်ကျော်လင်းခန့်ရေတာယနေ့ကြားရောက်တဲ့9နှစ်ပြည့်မွေးနေ့မှာစ၍ဘဝတစ်လျှောက်လုံးပျော်ရွှင်ချမ်းမြေ့စွာရှောင်လန်းနိုင်ပါစေဖူဖူဖွားဖွားဖေဖေမေမေတို့နဲ့အတူနေမကွဲတိုင်းမပြတ်မတောင်းမတမကြောက်မကြပဲလူတိုင်းတရရလက်ရှိကျမ်းမှာသိချမ်းသာလို့မိဘအပေါ်ကိုလည်းသိတဲ့နားလေသောသားကောင်းရည်နာလေးဖြစ်ပါစေကျိုးကျွန်းထက်မြက်သောပညာတတ်ကြီးလည်းဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်သားလေး Happy birthday Happy birthday Happy birthday ပျော်ရွှင်ပါစေမွေးနေ့လေးချစ်ပေပေဥရအောင်ချစ်မေမေဒေါ်သတင်အောင်တို့ဤသားရည်သနာလေးမောင်ကျော်လင်းခန့်ဤဝင်းနေအလူမင်္ဂလာပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီမှာကြမြအောင်မြင်စေ Happy birthday မိသားစုအကူနောက်တော့သူဖြစ်စေဒီတချွမင်းတွေ Happy birthday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  ချီရပါတော့တငယ်ချင်းလေး Happy birthday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  ပျော်ရွှင်ပါစေမွေးနေ့လေးတစ်နှစ်မှခောက်ကြုံလာမယ် Happy birthday ငယ်ချင်းတွေနဲ့ဆုံမင်းတော့ Happy birthday နာကဲမှာကျဲမှာပါစေ Happy birthday